Hello ဒီနေ့မှာတော့ဒီချယ်တူတူဖတ်မဲ့ reading လေးကကြတော့ A Weekend at the Beach တဲ့အဲ့တော့အဓိပ္ပာယ်ကဘာလဲဆိုရင် weekend ဆိုတာလေးကကြတော့ဒီချယ်တို့ဒီစနေတနင်္ဂနွေ2ရက်ပေါ့နော်အကယ်တော့ဒီ weekend မှာဒါ S လေးပါလာခဲ့မယ်ဆိုရင်စနေတနင်္ဂနွေ2ရက်စလုံးပြောချင်တာဟုတ်ပြီနော်အဲ့တော့ weekend မှာအခုက S မပါဘူးဆိုတော့ချယ်တို့စနေတနင်္ဂနွေ2ရက်ထဲကmaybe one off ပေါ့နော်တစ်ခုဖြစ်မယ်ပေါ့ဟုတ်ပြီနော်စနေတနင်္ဂနွေ2ရက်ထဲကတစ်ခုတစ်ရက်ဖြစ်လိမ့်မယ်စနေလားဒါမှမဟုတ်တနင်္ဂနွေလားအဲ့လိုဖြစ်မယ်အဲ့တော့ at the beach ဆိုတာကကြတော့ beach ကကမ်းခြေ at ကကြတော့ခြေတို့မှာဆိုရတဲ့အဓိပ္ပာယ်ပေါ့ဟုတ်ပြီနော် night မှာအဲ့တော့ at the beach ဆိုတော့ကမ်းခြေမှာ a weekend ဆိုတော့ဒီခြေတို့ဒီစနေတနင်္ဂနွေ2ရက်ထဲကတစ်ရက်ဆိုလိုချင်တာကဒီကမ်းခြေမှာစနေတနင်္ဂနွေ2ရက်ထဲကတစ်ရက်ကိုကမ်းခြေမှာကုန်ဆုံးနေဆိုတဲ့ပုံစံမျိုးလေးပြောချင်တာဟုတ်ပြီနော်Okay ဒါဆိုလို့ရှိရင်ချေတို့တူတူဖတ်ကြည့်ရအောင်ပထမဆုံးတစ်ချောင်းက last Saturday တဲ့လွန်ခဲ့တဲ့စနေနေ့ကတဲ့အဲ့တော့ချေတို့ reading ဖတ်မယ်ဆိုလို့ရှိရင်အမြဲတမ်းမှတ်ထားမယ် reading ဖတ်မယ်ဆိုလို့ရှိရင် subject verb object လောက်တော့တည်တင်တယ် subject verb object manner place time reason မတည်ဘူးဆိုလို့ရှိရင်ဒီချက်ရဲ့ grammar topic လေးထဲမှာရှိရဲ့ grammar topic အောက်မှာရှိရဲ့ video လေးသွားကြည့်ကြည့်ပေါ့နော်အဲ့ဒီမှာဒီချက် subject ကဘာလဲ object ကဘာလဲ verb ကဘာလဲစသဖြင့်အကုန်လုံးအသေးစိတ်ရှင်းပြထားတယ်အဲ့ဒါလေးတည်ပြီဆိုမှချေတို့ reading လေးစကင်တာပိုကောင်းတယ်မဟုတ်ရင်ဘယ်ကနေဘယ်လိုစဖတ်ကမှမသိပဲနေလိမ့်မယ်ဒါဆိုရင်အဲ့ဒါလေးကိုအရင်သွားကြည့်ပြီးတော့မှ reading class လေးကိုအရင်လာပေါ့နော်ဒါဆိုလို့ရှိရင်ဒီထဲမှာချေတို့ဒီကောင်က subject လဲဆိုရင်Mark and his friends က subject went က verb to the beach က to plus beach ဆိုရနောက် preposition plus noun ဆိုတော့အကောင်လေးက place to the beach ကကမ်းခြေသို့ဆိုတဲ့ place လေးဒါဆိုရင်ဘာသာပြန်မယ်ဆိုရင်အလွယ်နည်းတစ်ချက်ပြောပြမယ်ပထမဆုံးအနေနဲ့ဘာသာပြန်ရင်ထုံးစံတိုင်းပဲ subject ကိုအရင်ဘာသာပြန် subject ကိုဘာသာပြန်ပြီးရင်အနောက်ဆုံးကိုသွားအရှိကိုတက်ဟုတ်ပြီနော်အလွယ်နည်းပြောမယ်ဆိုရင်မြန်မာလိုဆိုလို့ရှိရင်မြန်မာစာကိုဖတ်မယ်ဆိုရင်ချုပ်အရှိကနေဒီလိုဖတ်သွားရတယ်ဒါပေမဲ့အင်္ဂလိပ်စာကကြတော့ subject ကိုဘာသာပြန်ပြီးအနောက်ကနေဒီလိုမျိုးပြန်ရတယ်မြန်မာနဲ့အင်္ဂလိပ်တွေကစတင်ပတ်ပဲဟုတ်ပြီနော်ဒါဆိုရင်ချုပ်စဖတ်ကြည့်မယ် last Saturday လွန်ခဲ့တဲ့စနေနေ့ကOkay subject ဖြစ်တဲ့ Mark and his friend ကိုအရင်ပြန်မယ်ပြီးရင်ဘယ်ကိုသွားမလဲအနောက်ဆုံးကိုသွားမယ်အရှိကိုတက်လာမယ် Okay ဒါဆိုရင် Mark and his friends Mark နဲ့သူ့ရဲ့တငယ်ချင်းတွေက beach ကကမ်းခြေအရှိကိုတက်မယ် to the beach ဆိုတော့ကမ်းခြေ to ကသို့ဆိုတော့ကမ်းခြေသို့Okay Mark နဲ့သူ့ရဲ့တငယ်ချင်းတွေကကမ်းခြေသို့ went ကသွားခဲ့တယ် Mark နဲ့သူ့တငယ်ချင်းတွေကကမ်းခြေသို့သွားခဲ့ပါတယ်နောက်တစ်ချောင်းမှလည်းအဲ့လိုပဲ subject ဖြစ်တဲ့ဒီကောင်အရင်ပြန်ပြီးရင်နောက်ဆုံးကနေရှိကိုတက်လာမယ်ဒါဆိုရင် သူတို့ကဘာဖြစ်မလဲနောက်ဆုံးသွားမယ် traffic ဆိုတာကကြောက်ချုပ်ကားပိတ်တာကိုပြောချင်တာဟုတ်ပြီနော် avoid က verb လေးအဲ့ဒီ verb တွေရဲ့အရှိမ to လေးထည့်လိုက်မယ်ဆိုရင် to avoid ဆိုရင်ဘာဖြစ်ဖို့လဲ avoid ကရှောင်ကျင်တာအဲ့တော့ to avoid ဆိုတော့ဖို့ဆိုတဲ့အဓိပ္ပာယ်ဖြစ်မယ်ရှောင်ကျင်ဖို့အဲ့တော့ဒီချေတို့က to eat ဆိုလို့ရှိရင်ကြတော့ eat ကစားသည် to နဲ့တွဲတော့ဖို့to ကဖို့စားဖို့ဆိုပြီးတော့အဓိပ္ပာယ်ပြန်ရမယ်တကယ်တော့ဒီနေရာမှာ want ပါမယ်ဆိုရင်တော့ want to ဆိုရင်တော့စားချင်တယ်ဖြစ်သွားမှာပေါ့ need to ဆိုလို့ရှိရင်တော့လိုချင်တယ်လို့ပုံစံမျိုးဖြစ်သွားမှာဒါပေမဲ့ချေ to တစ်လုံးနဲ့ရှိမယ်ဆိုလို့ရှိရင် verb ရဲ့အရှိမ to တစ်လုံးနဲ့ရှိရင်ဖို့လိုပဲဘာသာပြန်ရမယ်ဒါဆိုရင်ဒီမှာက avoid ကရှောင်ကျင်သည် to ထည့်လိုက်တော့ဖို့ရှောင်ကျင်ဖို့ဒါဆိုရင် they ကိုချေတို့အရင်ပြန်လိုက်မယ် they သူတို့က traffic ကားပိတ်ခြင်းကို avoid ကရှောင်ကျင်သည် to နဲ့တွဲမယ် to avoid ရှောင်ကျင်ဖို့ကားပိတ်ခြင်းကိုရှောင်ကျင်ဖို့ in the morning မနက်ခင်းမှာပြီးရင်ရှေ့ထပ်တက်မယ် early စော left က leave ရဲ့ verb to ထွက်ခွာခဲ့တယ် Okay ဒီမှာချက်သတိထားကြည့်မယ်ဆိုရင် verb ကို verb လောက်တင်နေပဲသုံးထားရတယ် left ပြီးရင် went verb လောက်တင်နေသုံးထားရတယ် verb to ဟုတ်တယ် verb to နေပဲသုံးထားတာဘာဖြစ်လို့ verb to လို့သုံးတာလဲlast Saturday လွန်ခဲ့တဲ့စနေမို့လို့ verb to ရတော့မှာကဲဒါဆိုရင်တစ်ချက်ကိုမေးမယ်ချဲအဲ့ဆိုဘာဖြစ်လို့ဒီမှာကျတော့ avoid ကြီးကိုသုံးထားတယ် verb to မသုံးတာလေဆိုတော့ avoid ဒီအဲ့ဒါ verb infinitive လို့ခေါ်တယ်အလွယ်ဆိုရင် verb 0ပေါ့ကွယ် verb infinitive နဲ့ verb 1နဲ့မတူဘူးဘလို့မတူဘူးလဲဆိုရင်တစ်ချက်နောက်ဗီဒီယိုလေးမှာထပ်ပြီးတော့ရှင်းပြမယ်အဲ့တော့ဒီမှာရှိတဲ့ avoid ဒီ verb infinitive အမြဲတမ်းမှတ်ထားပါ to နောက်မှာရှိတဲ့ verb ဒီ verb 1မဟုတ်ပါဘူး verb infinitive ဒါမှမဟုတ်အလွယ်ခေါ်မယ်ဆိုရင် verb 0လို့ခေါ်လို့ရတယ်အဲ့တော့ verb infinitive verb 0သုံးထားပါ to ရဲ့နောက်မှာverb 2တွေ verb 1တွေ
verb ဖိုင်ယန်ကြီးမလိုက်တဲ့ဘာပဲလိုက်ရမှာလဲ to ရဲ့နောက်မှာ verb infinitive ပဲလိုက်မယ် verb အမျိုးအစားဆိုရင်ပေါ့နော်တခြား noun တွေပါလည်းလိုက်လို့ရတယ်ဒါပေမဲ့ verb အမျိုးအစားဆိုရင် verb infinitive ပဲလိုက်ရမယ်โอเคဒါဆိုရင်ပြဆက်ကြည့်အောင် they သူတို့ကနောက်ဆုံးတော့ကားပိတ်မှုကို to avoid ရှောင်ရှားဖို့ in the morning မနက်ခင်းမှာ early စောစော left ထွက်ခွာခဲ့ကြပါတယ်ဟုတ်ပြီနော်ဒါဆိုရင်နောက်တစ်ကြောင်The sky was blue and the air was fresh အဲ့ဒီမှာခြေကစာကြောင်းနှစ်ကြောင်းဖြစ်သွားပြီဒီချက်ဘလို့နှစ်ကြောင်းမှသိရတယ် and လို့ခေါ်တဲ့ conjunction ရဲ့အနောက်မှာ air လို့ခေါ်တဲ့ subject နဲ့ was fresh လို့ခေါ်တဲ့ verb ပြန်ပါလာပြီအဲ့တော့ subject verb ဆိုရင်စာကြောင်းတစ်ကြောင်းစီဖြစ်သွားပြီဟုတ်ပြီနော် Okay ဒါဆိုရင်တစ်ကြောင်းအရင်ပြန်ကြည့်မယ်ဒီကြောင်းအရင်ပြန်မယ်ပေါ့အဲ့ဒီကြောင်းမှာဆိုရင် subject က the sky ဆိုတော့ the sky ကိုအရင်ပြန်မယ် the sky ကောင်းကင်ကတဲ့ပြီးရင် was blue အဲ့တော့ blue ကအပြာရောင် was ကအမစ္စာ was ဆိုရဲ့အဓိပ္ပာယ်ရှိသည်ဖြစ်သည်ပေါ့ဒါပေမဲ့အမစ္စာ was ဆိုရဲ့အနောက်မှာဒီချေတို့ကnoun လိုက်မယ်ဆိုလို့ရှိရင် blue ကိုဒီညမှာချေတို့က noun အပြာရောင်လို့ယူဆကြည့်ရအောင်ဟုတ်ပြီနော်အဲ့တော့အကယ်လို့noun လိုက်မယ်ဆိုလို့ရှိရင်ကျတော့အဲ့အမစ္စာအဓိပ္ပာယ်ကိုရှိသည်လို့ဘာသာပြန်လို့မရဘူးဖြစ်သည်လို့ဘာသာပြန်ရမယ်အမစ္စာ was ဆိုရဲ့အဓိပ္ပာယ်ရှိသည်လည်းဟုတ်တယ်ဖြစ်သည်လည်းဟုတ်တယ်ဒါပေမဲ့သူ့ရဲ့အနောက်မှာ noun လိုက်ရင်ဖြစ်သည်လို့ပဲဘာသာပြန်မယ်သူ့ရဲ့အနောက်မှာ place လို့ခေါ်တဲ့နေရာလိုက်မှာရှိသည်လို့ဘာသာပြန်မယ်ဟုတ်ပြီနော်အဲ့ဆိုရင် the sky was blue အဲ့ကောင်းကင်ကြီးကအပြာရောင်ဖြစ်ပါတယ်ဟုတ်ပြီနော်အပြာရောင် blue ကိုချေလို့ noun အနေနဲ့ယူဆရတာ blue က noun လည်းရှိရ adjective လည်းရှိရနော်အဲ့တော့ကောင်းကင်ကြီးကအပြာရောင်ဖြစ်ပါတယ်ဖြစ်ခဲ့ပါတယ်ပေါ့ was ဆိုတော့အပြာရောင်ဖြစ်ခဲ့ပါတယ် and ပြီးတော့ the air လေထုကတဲ့ fresh ဒီမှာ fresh က adjective ပါဟုတ်ပြီနော်ဘာဖြစ်လို့ချေတို့က was နဲ့တွေ့ရလဲဆိုရင် fresh ကလက်ဆက်တော့ပဲရှိသေးတယ်ဒီချေတို့ကလက်ဆက်တော့လို့လိုချင်တာမဟုတ်လေထုကလက်ဆက်ခဲ့တယ်ဆိုရင်ဒါချေတို့ verb ဖြစ်သွားပြီတယ်နဲ့ဆုံးတာဒီနဲ့ဆုံးတာရဲ့ verb တော့နဲ့ဆုံးလို့ရှိရင် adjective ဆိုတော့ fresh ကလက်ဆက်တော့ဆိုတော့ adjective ပဲရှိသေးတယ်အဲ့ဒါကြီးကိုဒီချေတို့က verb ဖြစ်ချင်ဆိုအမစ္စာ was ဆိုရင်ပေါင်းရမယ်အဲ့တော့ adjective ကို verb ဖြစ်ချင်ရင် verb to be နဲ့ပေါင်းပေးရမယ်အဲ့ဒီမှာမှအခုက last Saturday ဆိုတော့အတိတ်မှာဖြစ်ခဲ့တာဟာမလို့ verb to ဖြစ်တဲ့အတွက်ခြေက was ဝင်နဲ့ပေါင်းမယ် a ကအနေမလို့ was နဲ့ပေါင်းလိုက်တယ်ဟုတ်ပြီနော် okay အဲ့ဆိုရင်ဘာဖြစ်လို့ adjective က verb to be နဲ့ပေါင်းရင် verb ဖြစ်သွားလဲဆိုတဲ့သင်ခန်းစာလေးကိုကြတော့ grammar pattern ထဲမှာသွားရှာကြည့်လို့ရတယ် grammar topic အောက်မှာဒီရှင်းပြထားတယ်ဟုတ်ပြီနော်အဲ့တော့ဒါဆိုရင်ပြန်ဖတ်ကြည့်မယ်ကောင်းကင်ကြီးကအပြန်အလှန်ဖြစ်ပါတယ်ပြန်ဖြစ်ခဲ့ပါတယ်ပြီးတော့လေထုကလည်းဘာဖြစ်လဲလက်ဆက်တော့ was နဲ့ပေါင်းတော့လက်ဆက်ခဲ့တယ်ဆိုတဲ့ verb ဖြစ်သွားပြီအဲ့တော့လေထုကလည်းလက်ဆက်ခဲ့ပါတယ်နောက်တစ်ခု everyone was excited to have fun ချေပြောထားတယ် fun ကကြတော့ချေကိုပျော်ရွှင်မှုပေါ့နော် have fun ဆိုတော့ပျော်ရွှင်မှုရှိရပေါ့ပျော်ရွှင်မှုကိုပိုင်ဆိုင်နေပေါ့ဟုတ်ပြီနော်ဒါပေမဲ့ဒီမှာ to နဲ့ပေါင်းလိုက်တဲ့အခါမှာကြတော့ to have fun ဆိုတော့ပျော်ရွှင်ဖို့လို့ဖြစ်သွားမယ်ဟုတ်ပြီနော် everyone လူတိုင်းကတဲ့ဒီမှာထပ်တွေ့ပြန်ပြီ excited ကအဲ့ဒါ adjective ပါဟုတ်ပြီနော် excited adjective စိတ်လှုပ်ရှားတယ်ဆိုတဲ့အဓိပ္ပာယ်သူကစိတ်လှုပ်ရှားတော့ပေါ့ adjective ဆိုရင်အဲ့တော့ကိုစိတ်လှုပ်ရှားခဲ့တယ်ဆိုပြီး verb ပြောင်းခြင်းလို့ was နဲ့ပေါင်းထားတာအဲ့တော့ everyone was excited လူတိုင်းကတဲ့စိတ်လှုပ်ရှားခဲ့တယ်ဘာဖြစ်လို့စိတ်လှုပ်ရှားမှာလဲ to have fun ပျော်ဖို့အတွက်စိတ်လှုပ်ရှားနေကြတယ်ဟုတ်ပြီနော်အဲ့လိုပြောချင်တာလူတိုင်းကပျော်ရွှင်ဖို့အတွက်စိတ်လှုပ်ရှားနေပါတယ်နောက်စိတ်လှုပ်ရှားခဲ့တယ်နောက်တစ်ခုက when they arrive okay ဒီဟာလေးခဏဖြောက်ထားကြည့်မယ် arrive ကရောက်ရှိခဲ့သည် when they arrive သူတို့ရောက်ရှိခဲ့သည်ကို when နဲ့တွဲလိုက်တဲ့အခါမှာ when ရဲ့အဓိပ္ပာယ်ကတော့အခါအဲ့တော့ဘာဖြစ်သွားမလဲသူတို့ရောက်ရှိခဲ့တဲ့အခါသူတို့ရောက်ရှိခဲ့တော့အခါ they set up their umbrella and tower set up ဆိုတာကကြတော့ဒီချေတို့တက်ဆင်နေဆိုတဲ့ပုံစံမျိုးကိုပြောချင်တာဟုတ်ပြီနော်အဲ့တော့သူတို့ရဲ့ T တွေနဲ့ tower တွေကိုသူတို့ဘာလုပ်ကြမှာလဲ set up တက်ဆင်ကြမယ် set up ကကျတို့ phrasal verb အတွဲလေးပါပုံမှန် eat လို့ပြောလို့ရှိရင် eat ကတစ်လုံးနဲ့ verb ဖြစ်တယ်ဒါပေမဲ့ set up ဆိုတာကကြတော့ဒီလိုနှလုံးပေါင်းမှဒီကျတို့အထိပ္ပယ်လိုချင်တဲ့အထိပ္ပယ်ဖြစ်တဲ့တက်ဆင်တဲ့ရောက်မှာဖြစ်တဲ့အတွက်နှလုံးပေါင်းမှ verb ဖြစ်တယ်ဆိုတော့သူ phrasal verb လို့ခေါ်တယ်ဟုတ်ပြီနော် okay ဒါဆိုရင်သူတို့ရောက်သွားတဲ့အခါမှာတဲ့တချေတို့ပြန်နေကြအတိုင်းပဲထုံးစံအတိုင်းပဲ subject ကိုအရင်ပြန်မယ်သူတို့ကပြီးရင်နောက်ဆုံးသွားဘာသာပြန်မယ်ဆိုရင် verb တွေကိုအရင်မပြန်နဲ့နော်လဲဝါလိမ့်မယ်သူတို့က tower တွေနဲ့ umbrella T တွေကိုသူတို့ရဲ့ tower တွေနဲ့ umbrella T တွေကိုဘာလုပ်ကြမှာလဲ set up တက်ဆင်ခဲ့ကြပါတယ်သူတို့ရောက်တဲ့အခါမှာသူတို့ကသူတို့ရဲ့ tower တွေနဲ့ T တွေကို
တက်ဆင်ခဲ့ကြပါတယ် Some people want swimming in the sea Okay ဒီမှာ swimming ကရေကူးခြင်းဖြစ်မယ်ရေကူးနေသည်မဟုတ်ဘူးရေကူးခြင်းလို့ခေါ်တဲ့ gerund noun ဖြစ်ပါမယ် ing ကိုတွေ့ပြီဆိုရင်လုံနေသည်ကိုင်းနေသည်ပဲမမှတ်ကဘူး ing ဆိုရင် eating ဆိုရင်စားနေသည်လည်းဖြစ်နိုင်တယ်စားခြင်းလည်းဖြစ်နိုင်တယ်သူ့ရဲ့ရှေ့မှာ verb to be ပါတဲ့ခါကျမှချေကစားနေသည်လို့အဓိပ္ပာယ်ပြန်လို့ရပါတော့တခါလေကြာရင် verb to be ပါတော့မှစားနေသည်လို့အဓိပ္ပာယ်ပြန်လို့မရတဲ့အခြေအနေရှိတယ်ဟုတ်ပြီနော်ဒါဆိုရင်ဒီချက်ပြန်ပြမယ် swimming ကဒီနေရာမှာ verb ing မဟုတ်ပဲ gerund noun ဖြစ်နေမယ်ရေကူးခြင်းအဲ့တော့ want swimming ဆိုရင်ဒီကတတွေလုံးဘာသာပြန်လိုက်မယ်ရေကူးခြင်းသွားတယ်တော့မဟုတ်ပေါ့နော်အဲ့ရေသွားကူးတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားလိမ့်မယ်ဟုတ်ပြီနော် okay ဒါဆိုရင်အချို့လူတွေက verb ကိုမပြန်နဲ့နော် verb ကိုအရင်ဘာသာမပြန်နဲ့နော်အချို့လူတွေကပြီးနောက်ဆုံးသွားအချို့လူတွေက in the sea ပင်လယ်ထဲမှာ want swimming ရေသွားကူးခဲ့တယ်ရေသွားကူးနေခဲ့ကြတယ်ပေါ့နော်ရေကူးခဲ့ကြတယ်အဲ့တော့ကြောင့် the water was cool and clean ရေကတဲ့ was cool အေးမြခဲ့တယ်ပြီးတော့ clean တန့်ရှင်းခဲ့တယ် okay အမှတစ်ချက်ပြောပြမယ်နော်ဒီမှာ and နဲ့ဆက်ပြီးဆိုရင် and ရဲ့အနောက်ကိုကြည့်လိုက်တဲ့အခါမှာ clean ကတန့်ရှင်းသော adjective ဒါဆိုရင်တစ်ချက်တို့ဒီ and ရဲ့အရှိမ adjective လေးလိုက်ရှာရမယ်ဘာတူလဲ cool ဆိုလိုချင်တာက and ရဲ့အနောက်မှာရှိတဲ့ adjective ဒီ and ရဲ့အရှိမရှိတဲ့ adjective ရဲ့ဟာဒီအရှိမရှိတဲ့စကားလုံးအကုန်လုံးနဲ့သက်ဆိုင်တယ်လို့ဆိုလိုချင်တာပြန်ပြမယ်နော် and နဲ့အနောက်မှာဆက်ထားမယ်ဆိုလို့ရှိရင် and ရဲ့အနောက်မှာရှိတဲ့အကောင်ပေါ့ adjective ပေါ့အဲ့ဒီ adjective လိုမျိုးပဲ and ရဲ့အရှိမနောက်ထပ် adjective တစ်လုံးလိုက်ရှာပါဟာဒီမှာ cool ကိုတွေ့ပြီအဲ့ဒါဘာလို့ဆိုလိုချင်တာလဲဆိုတော့ဟာဒီ cool နဲ့သက်ဆိုင်သမျှအရှိရအကောင်တွေအကုန်လုံးဒီ clean နဲ့လည်းသက်ဆိုင်တယ်ဒါဆိုရင်တချို့တို့မျိုးလုံးထဲမှာမြင်ရမှာက the water was cool the water was clean အဲ့လိုမြင်ရမှာအဲ့မှာ the water was ကတူနေလို့သူဘုံထုတ်ပြီးတော့မတူတဲ့ကောင်တစ်ကောင်ချေပါ and နဲ့ဆက်ပလိုက်တာနှစ်ချောင်းရေးကျင်တော့ကွယ် the water was cool and the water was clean ဆိုပြီးတော့မရေးကျင်တော့လို့တူတာရောတစ်ခါပဲရေးလိုက်မယ် the water was cool and clean လို့ဖြစ်သွားတာအတိတ်ပဲရေကအေးလဲတန့်လဲတန့်ရှင်းခဲ့တယ်လို့ဆိုလိုချင်တာရမယ်နော် now others တချို့သူတွေက played beach volleyball and took picture အဲ့တော့ဒါဆိုရင်ဒီမှာလဲထပ်တွေ့ပြီတစ်ချက်ပြပြမယ် and ရဲ့အနောက်မှာ took verb 2ဒါဆိုရင် and ရဲ့အရှေ့မှာ verb 2လိုက်ရှာမယ် volleyball မဟုတ်ဘူး beach မဟုတ်ဘူး play အဲ့တော့ play က verb 2ဆိုလိုချင်တာက play ရဲ့အရှေ့မှာရှိတဲ့ others ဒီ play beach volleyball နဲ့လည်းသက်ဆိုင်တယ်လို့ took picture နဲ့လည်းသက်ဆိုင်တယ်အဲ့တော့ others play beach volleyball and others took pictures လို့မပြောချင်လို့ဘယ်လိုပြောလိုက်တာလဲ others ကိုတစ်ခါပဲရေးပြီးတော့သုံးပါ okay ဒါဆိုရင်ချုပ်ဘာသာပြန်ကြည့်မယ် others တချို့သူတွေကတကယ်ကြဒီမှာတစ်ချောင်းဆုံးသွားပြီနော်တချို့သူတွေကတဲ့ volleyball beach volleyball ဆိုတာဒီကမ်းခြေမှာဆော့ရတဲ့ volleyball တည်ရမလားကမ်းခြေတဲတောင်မြစ်ပေါ်မှာချဲ volleyball လေးပုတ်ကြမှာအဲ့လိုပြောချင်တာအဲ့တော့ကမ်းခြေမှာဆော့တဲ့ volleyball ကိုကစားခဲ့ကြတယ် and ပြီးတော့ဘာဖြစ်လဲတချို့သူတွေကကြောက်ဘာလုပ်မှာလဲ took picture ဓာတ်ပုံတွေကို took ရိုက်ခဲ့ကြတယ်ဓာတ်ပုံရိုက်တယ်ဆိုလို့ရှိရင် share take picture take a photo take a picture အဲ့လိုသုံးကြရတယ်လေအဲ့တော့ဒီမှာကျတော့ verb 2ဆိုတော့ take ရဲ့ verb 2က took ဖြစ်သွားတာပါနောက်တစ်ခု Mac sat under the umbrella and read sorry ဒီမှာကျတော့ verb 2ဆိုတော့ read မဟုတ်ပဲ read လို့အတန်ထွက်ကမယ် READ က verb 1 verb 2 verb 3 ရော READ ပဲစလုံးပေါင်းတူတဲ့အတွက်ကြောင့်ချေကအတန်ထွက်မှာကွဲသွားမယ် read read အဲ့တော့ဒီမှာချေ verb 2ဆိုတော့ read လို့အတန်ထွက်ကမယ်အဲ့တော့ read လို့အတန်ထွက်မှာစာဖတ်တဲ့သူကနားထောင်နေသူကပေါ့နော် verb 2မှန်သိမှာ okay ဒါဆိုရင် Mac ကတဲ့ okay ဒီမှာထပ်ကြည့်မယ်ဆွမ်းနာအချက်ပြောသလိုမျိုးပဲ and ရဲ့အနောက်မှာရှိတဲ့ read က verb 2ဆိုတော့သူ့ရဲ့အရှိမ verb 2ရှာတော့ sat ဆိုလိုချင်တာက sat ရဲ့အရှိမရှိတဲ့ Mac ဒီ sat under the umbrella နဲ့လည်းဆိုင်သလို read a book နဲ့လည်းဆိုင်တယ်ဟုတ်ပြီနော် okay ဒါဆိုရင်ဖတ်ကြည့်မယ်ဒီမှာတစ်ချောင်းဆုံးလိုက်မယ် Mac ကတဲ့umbrella T under အောက်မှာတွေ့နော် share နောက်ကနေပြီးအရှိကိုတက်သွားတာနော်ဒါဆိုလွယ်ရနော်မဟုတ်ရင်တိုင်ပတ်နေလိမ့်မယ်အဲ့တော့ပြန်ပြောပြမယ် Mac က umbrella T under ဆိုတော့အောက်မှာဟုတ်ပြီနော် T အောက်မှာ set ထိုင်ခဲ့တယ်ပြီးတော့ဘာလုပ်မှာလဲ a book စာအုပ်တစ်အုပ်ကိုဖတ်ခဲ့တယ်တွေ့ရနော် share ဘာသာပြန်တဲ့အခါမှာအနောက်ကနေပြီးတော့အရှိကိုတက်သွားတာနော် Mac ကထိုင်နေ under the umbrella အဲ့လိုသွားမလုပ်နဲ့အဲ့ဆိုလည်နေလိမ့်မယ် Mac က subject ကိုပြန်ပြီးရင်အနောက်ကိုသွား umbrella T under ဆိုတော့အောက်မှာ set ထိုင်ခဲ့တယ်တွေ့ရနော် okay အဲ့ဒါအလွယ်ဆုံးနည်းပဲဘာသာပြန်တဲ့အခါမှာအဲ့ဒါအလွယ်ဆုံးနည်းပဲနောက်တစ်ခု after a while ခဏကြာတဲ့အခါမှာဒီလိုမျိုးပဲ share လုပ်ကြည့်မယ် he ပြီးလို့ရှိရင်နောက်ဆုံးသွားမယ် he သူက the shore ဆိုတာကချုပ်ဒီ
ကန်းချီပေါ့နော်ကန်းချီဒီကန်းချီတဲတောင်မြေပြောချင်တာကွာshore ဒီကန်းချီတစ်လျှောက်မှာပေါ့တဲတောင်မြေတစ်လျှောက်မှာသူဘာလုပ်မှာလဲfor a walk join his friend for a walk ဆိုတာကချေဒီမှာလမ်းလျှောက်ဖို့ပေါ့လမ်းလျှောက်ဖို့အတွက်သူ့ရဲ့တငယ်ချင်းတွေနဲ့ join ခဲ့တယ်ပေါ့ဆိုလိုချင်တာကလမ်းလျှောက်ထွက်ခဲ့လို့ဆိုလိုချင်တာ after a while ခဏကြာတဲ့အခါမှာသူကဒီကန်းချီတစ်လျှောက်မှာတဲတောင်မြေတစ်လျှောက်မှာလမ်းလျှောက်ဖို့အတွက်သူ့တငယ်ချင်းတွေနဲ့ join ခဲ့ပါတယ် okay နောက်တစ်ခု they collected seashells ဒီကမာခွန်တွေကိုပြောချင်တာသူတို့က seashell ဒီမှာလဲတချောင်းဆုံးသွားပြီဘာလို့လဲand နဲ့ဆက်ပြီးတဲ့အခါမှာဒီမှာ verb ပြီးရင်ဒီမှာ object အဲ့လိုမျိုးလာကုန်ပြီဒါဆိုရင်ချက်တချောင်းဆုံးသွားပြီဆိုလိုချင်တာဒီ talk လို့ခေါ်တဲ့ verb to နဲ့မျိုးတူဖြစ်တဲ့ collected ဆိုတဲ့ verb to okay သူ့ရဲ့ရှေ့မှာရှိတဲ့ they ဒီ collected seashell နဲ့လည်းဆိုင်တယ် talk about their week နဲ့လည်းဆိုင်တယ်ဒါဆိုရင်ခြေရနှစ်ချောင်း okay အဲ့နှစ်ချောင်းမှာဒီတစ်ချောင်းမှာအရင်ဖြတ်လိုက်မယ်သူတို့ကတဲ့ seashell ခရုခွန်တွေကမာခွန်တွေကို collected စုဆောင်းခဲ့ကြတယ်ပြီးတော့ဘာလုပ်မှာလဲနောက်ဆုံးသွားတော့ထောက်ကိုမပြန်အောင်တော့နောက်ဆုံးသွားမယ်ပြီးတော့ဘာလုပ်မှာလဲသူတို့ရဲ့ week ဆိုတာဒီတစ်ပတ်တွင်ဘာဖြစ်ခဲ့လဲပေါ့နော်သူတို့ရဲ့ဒီတစ်ပတ်အကြောင်းကို talk ပြောခဲ့ကြတယ်အပေါက်ကအကြောင်း their week ကသူတို့ရဲ့အပတ်အဲ့တော့နောက်ကနေရှေ့ကိုတက်သူတို့ရဲ့ဒီရက်သက်တစ်ပတ်အကြောင်းကို talk ပြောခဲ့ကြတယ်ဒါလေးနော်အဲ့လိုအနောက်ကနေသွားနော်မဟုတ်ဘဲနဲ့ they ကိုပြောပြီးတော့ collect ကိုသွားတယ် seashell ကိုသွားတယ် and talk about အဲ့လိုသွားရင်အတိုင်းပတ်သွားလိမ့်မယ်အင်္ဂလိပ်စာဆိုတာအရှေ့ကနေမဖတ်ကောက်အနောက်ကနေရှေ့ကိုတက်ပြီးတော့ဖတ်ကြတယ်ခေါင်းမြန်ပေါ့နော်နောက်တစ်ခု at noon နေ့လည်ခင်းပဲရောက်ကောတဲ့ they သူတို့ကပြီးရင်ကြည့်မယ်ဒီမှာတစ်ချောင်းဆုံးမယ်သူတို့ကဘာလုပ်မှာလဲ sandwich ဒီအသားညက်ပါမုတ်တွေကိုစားခဲ့ကြတယ် and ပြီးရဲ့အခါမှာဘာလုပ်မှာလဲ cold soda အေးတဲ့ soda ပေါ့နော်အေးတဲ့ soda ကိုတောက်ခဲ့ကြတယ်အဲ့တော့သတိထားမိလားဘာသာပြန်တဲ့အခါမှာ verb တွေကိုပိတ်ဆုံးမှဘာသာပြန်ရမှာပဲဘာဖြစ်လို့လဲမြန်မာစာမှာကရိယာဆိုတာနောက်ဆုံးမှရှိလို့အင်္ဂလိပ်စာမှာ verb ဆိုတဲ့ကရိယာကိုနောက်ဆုံးမှဘာသာပြန်ရပါမယ်အဲ့တော့ verb တွေကိုအမြဲတမ်းနောက်ဆုံးမှဘာသာပြန်နော် later နောက်ပိုင်းလဲကြာဘာလုပ်မှာလဲခဏလဲကြာပေါ့နော် later အဲ့ဒါလေးပြီးရင်နောက်မှာသူဘာလုပ်မှာလဲ they သူတို့ကတဲ့ together နောက်ကိုသွားရင်နော် they သူတို့ကအတူတကွsunset နေဝင်ချိန်ကိုကြည့်ခဲ့ကြတယ်သူတို့ကအတူတကွနေဝင်ချိန်ကိုကြည့်ခဲ့ကြတယ်နောက်တစ်ခု it was a beautiful and peaceful moment it ၎င်းကတဲ့နောက်ဆုံးသွားလဲရတယ်ဒီမှာဖြတ်ချလဲရတယ်ဒါအောင်နောက်တစ်ချောင်းလို့ယူဆလိုက်လဲရပါတယ်အဲ့တော့ဒီမှာဖြတ်ချကြည့်ရမယ်နော်၎င်းကတဲ့ a beautiful and peaceful moment okay ဒီမှာကြာချေလို့မဖြတ်တော့ဘာလို့မဖြတ်တော့ဘူးလဲဆိုတော့a beautiful peaceful ဆိုပြီးတော့ခြေတို့ adjective နှစ်ကောင်ကို and နဲ့မျိုးတူရဲ့ပုံစံမျိုးဆက်လိုက်မှာဟုတ်ပြီနော်ဖြတ်မယ်ဆိုလို့ရှိရင်ကြတော့ခြေတို့ကဘယ်လိုပြမလဲနှစ်ချောင်းဖြတ်မယ်ဆိုရင်ဘယ်လိုဖြစ်မလဲဆိုရင် it was a beautiful moment it was a peaceful moment အဲ့တော့နှစ်ခါကြီးမပြန်ကျင်တော့ဘူးအဲ့ဒါကလှပတဲ့အချိန်ကာလလေးဖြစ်ခဲ့တယ်အဲ့ဒါကငြိမ်းချမ်းတဲ့အချိန်ကာလလေးဖြစ်ခဲ့တယ်အဲ့လိုနှစ်ခါမခွဲကျင်တဲ့အခါမှာဒီချေတို့က beautiful and peaceful ဆိုတဲ့ adjective နှစ်ကောင်ကိုတွဲပြန်လိုက်မယ်လှပပြီးတော့ငြိမ်းချမ်းတဲ့အချိန်ကာလလေးတစ်ခုဖြစ်ခဲ့ပါတယ်အချိန်ကြီးအမှကြောက်ဘာဖြစ်လို့ဒီ moment ကနေပြီးအရှိကိုဘာလို့မတက်တော့ရလဲဆိုရင်ဒီချေတို့က beautiful beautiful လိုမျိုး adjective ရဲ့အနောက်မှာ noun ပါပြီဆိုရင်အဲ့တွဲလုံးကိုပြန်ရမှာခွဲလို့မရဘူးဟုတ်ပြီနော် beautiful girl ဆိုရင်ကောင်မလေးလှပတော့လို့မပြောဘူးလေလှပတော့ကောင်မလေးကိုပြောမှာဒါဆိုရင်ဒီချေတို့ကဒီမှာဘာတွေ့လဲ train chat အနေနဲ့ article adjective noun ပူးလာပြီဆိုရင်မခွဲဘဲနဲ့ဒီတွဲလုံးကိုဘာသာပြန်ရမှာလှပပြီးတော့ငြိမ်းချမ်းတဲ့အချိန် moment ဆိုတာကဒီမှာ noun ပုံစံသုံးထားတာအချိန်ကာလတစ်ခုwas ဖြစ်ခဲ့ပါတယ်။ဘာဖြစ်လို့လဲ a beautiful and peaceful moment တွဲလုံးကိုခြေက noun တစ်လုံးအနေနဲ့ယူဆလိုက်တာ verb to be ရဲ့အနောက်မှာ noun ပါရင်ဘယ်လိုဘာသာပြန်မယ်လို့တစ်ချက်ပြောခဲ့လဲ verb to be ကိုရှိသည်ဖြစ်သည်မှာဖြစ်သည်လို့ဘာသာပြန်ရမယ်လို့တစ်ချက်ပြောခဲ့တယ်။အဲ့တော့ verb to be ရဲ့နောက်မှာ noun ပါရင် verb to be ရဲ့အဓိပ္ပာယ်ဖြစ်သည်အဲ့တော့ it ၎င်းက a beautiful and peaceful moment လှပပြီးတော့ငြိမ်းချမ်းတဲ့အချိန်ကာလတစ်ခုဖြစ်ခဲ့ပါတယ်။ They returned home in the evening tired but happyဒီမှာကြည့်မယ်ဒီမှာဖြုတ်ဖြတ်လိုက်မယ်သူတို့ကတဲ့ in the evening ညနေခင်းမှာ home အိမ်ကို return ပြန်ခဲ့ကြတယ်တွေ့ရနော်အဲ့မှာ return ကိုအရင်တော့မပြန်ရဘူးသူတို့ကညနေခင်းမှာအိမ်ကိုပြန်ခဲ့ကြပါတယ်ပြီးရင်နောက်တစ်ချောင်းကဘာဖြစ်မှာလဲ tired ပင်ပန်းပါတယ် but happy ဒါပေမဲ့ပျော်ပါတယ်အဲ့ဒီမှာကျတော့ဘာဖြစ်လို့ happy ကိုအရင်မပြန်ရသိလားပျော်ပါတယ်ဒါပေမဲ့ပင်ပန်းပါတယ်မဟုတ်ဘူးပေါ့ဘာဖြစ်လဲဆိုတော့but ဆိုရဲ conjunction ဆက်လိုက်ပြီဆိုလို့ရှိရင်ဒီချေတို့ကအဲ့ဒါတစ်ချောင်းဖြစ်သွားပြီဆိုတဲ့ပုံစံမျိုး
ဟုတ်ပြီနော်အဲ့တော့ထားရက်သင်ပန်းပါတယ်ဒါပေမဲ့ပြောကြပါတယ်အဲ့လိုဖြစ်မယ်နော် okay ဒါဆိုလို့ရှိရင်ဒီ reading လေးကိုတစ်ချက်ပုံလေးနဲ့ပြန်ပို့ပေးလိုက်မယ်ပြန်ပြီးတော့ဖတ်ကြည့်ပါနားမလည်ရရှိရင်ချက်ကိုစာမေးရဲ့ group မှာလာမေးလို့ရပါတယ် bye bye have a nice day